ဖြစ်စီလာတာဖြစ်ပါတယ်တခုခုမလုပ်ဘူးဆိုရင်ဒီထက်ကြီးမားတဲ့အန်တရယ်တွေကြောက်ရောက်လာနေပါတယ်အခြေအနေတွေမဆိုးရွားခင်ဒီပုံတူတွေကိုဖျက်ဆီးပစ်ဖို့ကလွယ်လို့တခြားနေလားမရှိပါဘူးဇနီးဖြစ်သူကတော့ဒါကိုလက်မခံနိုင်ပါဘူးသူမအတွက်တော့ဒီကလေးတွေကတခြားကလေးတွေလိုပါပဲသူမရဲ့သားသမီးတွေပါပဲဒါပေမဲ့နောက်ဆုံးမှာတော့အကြီးဆုံးချက်ထားကွယ်လွန်သွားခဲ့ပါတယ်အဲဒီနောက်မှာတော့သူမဟာအသစ်ပေါ်လာသမျှကလေးတိုင်းကိုဂျက်လိုပဲနာမည်ပေးခဲ့ပါတယ်နာမည်ကိုရှင်တန်းအောင်ထိန်ထားခြင်းအပြင်ကလေးကိုလည်းရှင်တန်းနေစေမယ်လို့သူမယူဆခဲ့တာပါအကြီးဆုံးချက်တည်ဆုံးသွားပြီးနောက်ကြန့်ရှိနေတဲ့ကလေးတွေကပြောင်းလဲလာပါတယ်သူတို့ဟာအရင်ကထပ်ပိုပြီးမြန်ဆန်ဆန်တည်ယူလာကြတယ်စကားပြောတတ်လာပြီးတနေ့ထက်တနေ့လူသားကလေးတွေနဲ့ပို့တူလာပါတယ်အဲဒီနောက်မှာတော့ဒုတိယမြောက်ကလေးကလည်းသူ့စကိုကြီးလိုပဲဝေဒနာတွေခံစားလိုက်ရပြန်ပါတယ်ခင်မွန်ဖီတူဟာအားလုံးကိုအဆုံးသတ်ဖို့ဆုံးဖြတ်လိုက်ပါတယ်ဒါပေမဲ့သူတကယ်လှုပ်ဖို့ကြိုးစားတဲ့အခါကလေးကငိုယိုးပြီးမတတ်ဖို့တောင်းပန်ခဲ့ပါတယ်သူလည်းမလုပ်ရတော့ပါဘူးဘာလို့လဲဆိုတော့အဲ့ဒီအချိန်မှာဒီကလေးတွေဟာတတ်တော်ဆန်းတွေမဟုတ်တော့ပဲသူ့ရဲ့ရင်သွေးတွေလိုခံစားလိုက်ရလို့ပါကလေးတွေကလည်းအခြေအနေကိုရိပ်မိသွားပါတယ်ဒီတိုင်းသာဆက်သွားရင်သူတို့အားလုံးတယောက်ပြီးတယောက်ပျောက်ကွယ်သွားတော့ပါဒါကြောင့်သူတို့ဟာအဲ့ဒီပညာရှင်ချန်ထားခဲ့တဲ့အချက်လက်တွေကိုရှာဖွေပြီးအမှန်တရားကိုသိရှိသွားခဲ့ကြပါတယ်အကယ်၍သူတို့သာမြေအောက်ကမိုးလာတက်ရှိကြီးကိုဖျက်ဆီးနိုင်ရင်သူတို့ကိုယ်တည်းကမျိုးစေ့တွေဟာလွတ်မြောက်ပြီးရှင်ထန်နိုင်မှာဖြစ်ပါတယ်နောက်တနေ့ညမှာပဲသူတို့ဟာအင်ကြီးတစ်လုံးလုံးကိုမိရှို့လိုက်ပါတယ်မိလန်တွေဟာခဏချင်းမှာပဲအရာအလုံးကိုဝါမျိုးသွားပါတယ်ခင်မွန်တီသူကဇနီးကိုဆွဲပြီးထပ်ပြီးပေမဲ့သူမကကလေးလေးအိမ်ထဲမှာကြံနေသေးတာကြောင့်ခါထွက်ပြီးပြန်ဝင်သွားပါတယ်သူမမိတဲ့ကိုပြီးဝင်သွားတဲ့အခါကလေးတွေရန်ခန္ဓာကိုယ်တွေဟာတခါမှမရှိခဲ့ဘူးလို့မျိုးတဖြည်းဖြည်းမွေးမိန်ပျောက်ကွယ်သွားတာကိုတွေ့လိုက်ရပါတယ်မိငင်းသွားတဲ့အခါကလေးတယောက်မှမရှိတော့ပါဘူးဇနီးမောင်နှံနှစ်ဦးစလုံးကလေးတွေအလုံးကိုဆုံးရှုံးလိုက်ရပါတယ်အားလုံးပြီးဆုံးသွားပြီလို့ထင်နေချင်းမှာပဲပညာရှင်ကအပြည့်အစည်တဲ့ကြားထဲမှာထူးဆန်းတာတစ်ခုကိုတွေ့လိုက်ရပါတယ်ကလေးတယောက်ရှင်းချန်ရေးခဲ့တာပါသူတည်ထားတဲ့အချက်လက်တွေကဒါဟာလုံးဝမဖြစ်နိုင်တဲ့ကိစ္စပါဒီကလေးဟာတခြားကလေးတွေလိုပဲပျောက်ကွယ်သွားရမှာဖြစ်ပါတယ်ပညာရှင်ကိုနိုင်တဲ့တကယ်ကိုစိုးရိမ်စွာဖြစ်သွားပါတယ်ဘာလို့လဲဆိုတော့ရှင်းချန်ရတဲ့ဒီကလေးတယောက်ဟာနောက်ထပ်ဘာအဖြစ်ပြောင်းလဲသွားမလဲဆိုတာဘယ်သူမှမသိနိုင်လို့ပါပဲ